အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဆွေးနွေးမျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကုမ္ပဏီသမိုင်းကြောင်းနဲ့ပေါ့နော်အဲ့ဒီကုမ္ပဏီတွေမြန်မာပြည်ကိုဘယ်လိုရောက်ရှိလာသလဲဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ကျွန်တော် law firm အနေနဲ့ကုမ္ပဏီနဲ့ပတ်သက်တဲ့ကိစ္စတွေစီးပွားရေးဆိုင်ရာစာချုပ်စာတမ်းနဲ့ပတ်သက်တဲ့ကိစ္စတွေကိုဆွေးနွေးမျှဝေလျက်ရှိပါတယ်အဲ့တော့เนาะကျွန်တော်တို့ဒီသမိုင်းမှာကုမ္ပဏီတွေကိုမြန်မာတွေအနေနဲ့ဘယ်လိုစတင်ထိတွေ့သိရှိလာသလဲဆိုတာလေးကထူးခြားမှုရှိပါတယ်အိန္ဒိယအနေနဲ့ဘင်္ဂလားပင်လယ်အော်ဖြတ်ပြီးတော့ရွက်လွှင့်ဝင်ရောက်လာတဲ့ကုမ္ပဏီကတော့အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီဖြစ်တယ်ပေါ့နော်အဲ့ဒီကုမ္ပဏီကမြန်မာပြည်ရဲ့သမိုင်းကိုစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်တယ်လို့ဆိုလို့ရပါတယ်အဲ့ဒီအင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီဟာကုန်းမောင်ခေတ်မှာပေါ့နော်ကုန်တိုက်လုပ်ငန်းတွေလုပ်မယ်စီးပွားရေးဆိုင်ရာလုပ်ငန်းတွေလုပ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့မြန်မာပြည်ကိုစတင်ရောက်ရှိလာခဲ့ခြင်းဖြစ်တယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းမှာတော့1824ခုနှစ်ကနေမှာ26ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့အင်္ဂလိပ်မြန်မာပထမစစ်ပွဲကိုစတင်ဖန်တီးခဲ့ပါတယ်။အဲဒီစစ်ပွဲမှာကျွန်တော်မြန်မာတွေအရေးနှိမ့်ခဲ့တဲ့အတွက်ကြောင့်မလို့ရခိုင်နဲ့တနင်္သာရီကိုလက်လွတ်ဆုံးရှုံးလိုက်ရတယ်ပေါ့နော်။အဲဒီအင်္ဂလိပ်ရှိအိန္ဒိယကုမ္ပဏီကခင်းပြီးတဲ့လန်တိုင်းဗြိတိရှအစိုးရကလိုက်ပါလာခဲ့ပြီးတော့မြန်မာပြည်ကိုဆက်လက်ကျူးကျော်ခဲ့တဲ့အတွက်ကြောင့်မလို့1852ခုနှစ်ကနေပြီးတော့53ခုနှစ်မှာအင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲဖြစ်ပွားပါတယ်အဲ့ဒီစစ်ပွဲမှာလည်းပဲကျွန်တော်တို့မြန်မာတွေအရေးနှိမ့်ခဲ့တဲ့အတွက်ကြောင့်မလို့အောက်မြန်မာပြည်ကိုလက်လွတ်ဆုံးရှုံးလိုက်ရပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့1885ခုနှစ်မှာအင်္ဂလိပ်မြန်မာတတိယစစ်ဖြစ်ပွားတယ်ပေါ့နော်အဲ့ဒီစစ်ပွဲမှာကျွန်တော်တို့မြန်မာတပြည်လုံးကိုဆုံးရှုံးလိုက်ရပါတယ်ဒီဘောမင်းနဲ့စုဖျားလက်ပါတော်မူသွားပြီးတော့မှမြန်မာပြည်တရစ်စနစ်ချုပ်ငြိမ်းသွားပါတယ်အဲ့တော့တတိယအင်္ဂလိပ်မြန်မာစစ်ပွဲကပေါ့နော်ဘုံမေဘာမာတစ်ကုမ္ပဏီရဲ့တခိုးထုတ်မှုကနေပြီးတော့မှစတင်ခဲ့ခြင်းဖြစ်ပါတယ်အဲ့ဒီစစ်ပွဲမှာဗြိတိရှတွေအတွက်ပေါ့နော်ဆက်လက်နဲ့ပစ္စည်းတွေကို ARD သင်္ဘောကုမ္ပဏီကတည်ယူပို့ဆောင်ပေးခဲ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်မြန်မာတွေအချိန်တိုအတွင်းမှာဆက်ရှုံးခဲ့ရခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့သမိုင်းကိုတွန်းအားပေးခဲ့တဲ့ကုမ္ပဏီတွေကိုကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်နံပါတ်1ကအင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီဖြစ်ပါတယ်နံပါတ်2ကတော့ပုံပေဘာမာတစ်ကုမ္ပဏီဖြစ်တယ်ပေါ့နော်နံပါတ်3ကတော့ ARD သင်္ဘောကုမ္ပဏီဖြစ်ပါတယ်အဲ့တော့အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီဟာအိန္ဒိယမှာလည်းပေါ့နော်ပရိသတ်စော်ဘွားနယ်မြေတွေကိုသိမ်းပိုက်ပြီးတော့မှဗြိတိရှအင်ပါယာကိုထူထောင်ခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့မြန်မာပြည်ကိုဆက်လက်ကျူးကျော်သိမ်းပိုက်ခဲ့ခြင်းဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကသမိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်ကုမ္ပဏီဆိုတဲ့အဲ့ဒီလောက်အင်အားကြီးမားတယ်ဆိုတာကိုတွေးရှိရမှာဖြစ်ပါတယ်အဲ့တော့အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီဘယ်လိုစတင်ပေါ်ပေါက်လာသလဲပေါ့နော်အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီမွေးဖွားခန်းလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နည်းနည်းလေးဆွေးနွေးမျှဝေပေးခြင်းပါတယ်အဲ့ဒါတော့1955ခုနှစ်မှာနေချက်တွေကပေါ့နော်ငွေကောက်တစ်ပေါင်ကို3ရှီလင်ကနေပြီးတော့8ရှီလင်ထိ9ရှီလင်တိုးမြင့်သတ်မှတ်လိုက်ပါတယ်အဲ့လိုတိုးမြင့်သတ်မှတ်လိုက်တာကိုမကျင်တတ်တဲ့အင်္ဂလိပ်ကုန်သည်24ဦးဟာ1955ခုနှစ်ပေါ့နော်စက်တင်ဘာလ24ရက်မွန်းတဲ့12နာရီတိတိမှာအစည်းအဝေးပွဲကျင်းပပြုလုပ်ကြပါတယ်သူတို့အစည်းအဝေးပွဲကျင်းပပြုလုပ်တဲ့နေရာကတော့လန်ဒန်မြို့လီဒင်ဟောလ်လမ်းရဲ့မထင်မရှားတဲ့တာမန်အဆောက်အဦလေးတစ်ခုမျှသာဖြစ်တယ်လို့လည်းဆိုပါတယ်အင်္ဂလိပ်ကုန်သည်24ဦးဟာဖြစ်ပေါ်လာနိုင်တဲ့အကျိုးအပြစ်တွေကိုအပြန်အလှန်ဝေဖန်သုံးသပ်ခဲ့ကြပြီးတဲ့နောက်မှာအစုရှယ်ယာ125စုပေါ့နော်အရင်းငွေပေါင်9200နဲ့ဒီအင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီကိုစတင်ဖွဲ့စည်းတည်ထောင်လိုက်ကြပါတယ်အဲ့ဒီကုမ္ပဏီကိုဗြိတိရှဧကရာဇ်ပေါ့ပထမအဲလစ်ဇဘက်ပြင်မကြီးကတော်ဝင်ပရိညင်စာတမ်း Royal Charter ဖြစ်ဖွဲ့စည်းခွင့်ပြုခဲ့တယ်လို့ကျွန်တော်တို့မှတ်သားရပါတယ်เนาะအဲ့တော့ဒါကကျွန်တော်သမိုင်းပေါ်ကုမ္ပဏီရဲ့သမိုင်းကြောင်းလေးကိုပြောတာပါလက်ရှိကုမ္ပဏီတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲကုမ္ပဏီတွေကတကူဩဇာကြီးထွားလာပြီးတော့ corporation တွေဖြစ်လာတယ်ပေါ့နော်အဲ့ဒီ corporation တွေကနေပြီးတော့မှနိုင်ငံတကာမှာဖွင့်လှစ်ပြီးတော့နိုင်ငံစုံ corporation တွေဖြစ်လာပါတယ်အဲ့ဒီမှာတဆင့်တက်ပြီးတော့မှနော် lobby တွေဖြစ်လာတဲ့အစစ်တီအာဏာပါဝါကြီးမားလာကြပါတယ်ဒါကြောင့်ကုမ္ပဏီရဲ့သမိုင်းကိုကြည့်ရင်ဖြစ်ဖြစ်လက်ရှိကိုပဲကြည့်ရင်ဖြစ်ပေါ့နော်ကုမ္ပဏီဆိုတာကြီးကျယ်ခမ်းနားမှုရှိပါတယ်ဒါကြောင့်ကျွန်တော်ဒီသမိုင်းလေးကိုဆွေးနွေးမျှဝေပေးရခြင်းဖြစ်တယ်ပေါ့နော်ဆရာကြီးဒေါက်တာတန်းထုံးကိုသူတပည့်တယောက်ကမေးပါတယ်ဆရာကြီးသမိုင်းဘာလို့သင်ရတာလဲဆိုတော့ဆရာကြီးကလေးလုံးပဲပြန်ဖြေပါတယ်တဲ့မအောင်လို့သင်ရတာပေါ့အဲ့တော့ကျွန်တော်တို့ဒီကုမ္ပဏီသမိုင်းကိုလေ့လာတဲ့အချိန်မှာလဲသမိုင်းကိုသိဖို့လိုပါတယ်နောက်တစ်ပိုင်းမှာတော့ကျွန်တော်သက်ဆိုင်ရာခေါင်းစဉ်လေးတစ်ရက်နဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားပါအောင်မယ်ဒီဗီဒီယိုလေးကိုကြည့်ရှုခဲ့တဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်